နေပြီလားချောင်းမော့သူမရှိတဲ့ရှိုက်တန်နဲ့မင်းရမတုံခါနေဗလားအမြော်ကြလည်းမရောက်တဲ့စိတ်ညစ်စရာကင်းกว่าစေမဲမနဲ့ဖြန်လိုချင်စိတ်စောတဲ့မင်းအပြုံးတွေပန်းလို့ဝေမဲမနဲ့ဖြန်ပိုင်ရှင်အမှန်ထံကိုပို့ပေးမယ်ဒီတခါတော့မင်း